မင်္ဂလာပါခင်ဗျာဒီဗီဒီယိုလေးမှာတော့ engine နဲ့ပတ်သက်ပြီးတည်တဲ့အကြောင်းအရာလေးများကိုဝေမျှတင်ဆက်ပေးသွားပါမယ် engine ဆိုတာကတော့ကျွန်တော်တို့ရဲ့လုပ်ငန်းဆောင်ရွက်ချက်တွေကိုလွယ်ကူစွာပြီးမြောက်စေဖို့အတွက်အသုံးပြုတဲ့စက်ပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်ကဘာဦးစားဆိုရင်ကျွန်တော်တို့ရဲ့လုပ်ငန်းဆောင်တာများကိုကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ခွန်အားများကိုအသုံးပြုပြီးတော့လုပ်ကင်ကြပါတယ်အဲ့ဒီနောက်ပိုင်းမှာတော့တရိษံတွေကိုလေ့ကျင့်ပေးပြီးအလုပ်တွင်ကြအောင်ကြံဆောင်လာကြပါတယ်ဒီထက်တစ်ဆင့်မြင့်လာတဲ့အခါမှာတော့စွမ်းအင်များကပုံစံတစ်မျိုးမှတစ်မျိုးသို့ပြောင်းလဲနိုင်တာကိုလေ့လာရှာဖွေသိရှိပြီးတဲ့နောက်မှာတော့စက်ပစ္စည်းများကိုတီထွင်ဖန်တီးအသုံးပြုခဲ့ကြပါတယ်။အဲ့ဒီထဲမှာမှ engine ဆိုတဲ့စက်ပစ္စည်းလည်းအပါအဝင်ဖြစ်ပါတယ်။ engine ကိုတော့ကျွန်တော်တို့ကလက်ရှိအချိန်မှာအိမ်မှာသုံးတဲ့လက်ဆွဲမိစက်ကားဆိုင်ငယ်ကားစလို့အလုပ်ရုံစက်ရုံတွေစိုက်ပျိုးရေးဆောက်လုပ်ရေးလုပ်ငန်းတွေသာမကနိုင်ငံလျှက်စစ်ထုတ်လုပ်ရေးပင်လယ်ရေကြောင်းပို့ဆောင်ရေးတွေအထိ engine ကိုမဖြစ်မနေအသုံးပြုနေကြပါတယ်။ engine ကိုအဓိကအားဖြင့်တော့ကျွန်တော်တို့ကနှစ်မျိုးခွဲခြားနိုင်ပါတယ်။ဒါကတော့ internal combustion engine နဲ့ external combustion engine ပဲဖြစ်ပါတယ်။ဒါကိုနားလည်အောင်ရှင်းပြရမယ်ဆိုရင် engine မှာအသုံးပြုတဲ့လောင်စာပေါက်ကွဲပြီးအပူစွမ်းအင်ရကဆက်စွမ်းအင်ပြောင်းလဲသွားတဲ့အနေအထားပေါ်မူတည်ပါတယ်။လောင်စာပေါက်ကွဲပြီးတော့အပူစွမ်းအင်ရတာကတစ်ပိုင်းအပူစွမ်းအင်ကနေဆက်စွမ်းအင်ပြောင်းလဲသွားတာကတစ်ပိုင်းစုစုပေါင်းအပိုင်းနှစ်ပိုင်းရှိပါတယ်။အဲ့ဒီအပိုင်းနှစ်ပိုင်းကတနေရာထဲမှာဖြစ်ပွားတယ်ဆိုရင် internal combustion engine လို့ခေါ်လို့ရပါတယ်အဲ့ဒီအပိုင်းနှစ်ပိုင်းကတနေရာစီမှာဖြစ်ပွားရင်တော့ external combustion engine လို့ခေါ်ပါတယ် external combustion engine ကတော့လက်ရှိအချိန်မှာအသုံးပြုမှုမရှိသလောက်ပဲဖြစ်ပါတယ်လက်ရှိအချိန်အသုံးများဆုံးဖြစ်တဲ့ internal combustion engine အကြောင်းကိုဆက်လက်ပြောပြပေးသွားပါမယ်internal combustion engine မှာဆိုရင်လောင်စာပေါ်မူတည်ပြီးတော့ diesel engine, gas engine, gas engine ဆိုပြီးတော့ခွဲခြားနိုင်ပါတယ်။ဒါအပြင် ignition system ကိုကြည့်ပြီးတော့ spark plug သုံးတဲ့ engine, SI engine နဲ့ nozzle သုံးတဲ့ engine, CI engine ဆိုပြီးတော့ခွဲခြားကြပါသေးတယ်။နောက်တစ်မျိုးအနေနဲ့ cylinder များတည်ရှိတဲ့ပုံစံပေါ်မူတည်ပြီးတော့ inline, U-type, cross-8 type, radial type H-type, opposite cylinder, opposite piston, delta type ဆိုပြီးတော့ပုံစံကြည့်ကခွဲခြားကြပါသေးတယ်။သို့တော်လည်းအဓိကမှတ်ထားမယ့်အကြောင်းအရာကတော့ 2 stroke လား 4 stroke လားဆိုတာကိုလည်းသိရှိထားဖို့လိုပါတယ်။ဒါကိုအလွယ်ရှင်းပြရမယ်ဆိုရင် 2 stroke ဆိုတာက cylinder ထဲမှာရှိတဲ့ piston ကအပေါ်တစ်ကြိမ်အောက်တစ်ကြိမ်ရွေ့လျားလို့ power တစ်ခါရတာကို 2 stroke လို့ခေါ်ပါတယ်။ 4 stroke ဆိုတာကတော့ piston ကအပေါ်2ကြိမ်အောက်2ကြိမ်အတက်ဆင်းလို့ power တစ်ခါရတာကို 4 stroke လို့ခေါ်ပါတယ်။ power ဆိုတာကတော့ power stroke ကိုဆိုလိုခြင်းပဲဖြစ်ပါတယ်။ power stroke ကမှ engine တစ်ခုလုံးရဲ့လှည့်ပတ်ရွေ့ရှားမှုကိုအဓိကဖြစ်စေတာပါအခြေခံဖြစ်တဲ့အတွက်ကြောင့်မလို့ engine အမျိုးအစားအခေါ်အဝေါ်များနဲ့အလုပ်လုပ်ပုံအကြမ်းဖျင်းကိုအခုလောက်သိထားရင်အဆင်ပြေပါတယ်engine တွေမှာဆိုရင် piston တစ်လုံးတို့မီးစက်ဆိုင်တဲ့ engine တွေကစလို့ piston 18လုံးတို့ပါတဲ့ engine တွေအထိအဓိကပါဝင်တဲ့ဆက်အစိပ်ပိုင်းများကအတူတူပဲဖြစ်ပါတယ်ထုတ်လုပ်တဲ့ company များမတူညီတဲ့အတွက်ကြောင့်မို့တချို့အစိပ်ပိုင်းတွေနဲ့ design အနေထားတွေကကွဲပြားမှုရှိနိုင်ပါတယ် piston ပါဝင်တဲ့အရေအတွက်ပေါ်မူတည်ပြီးဆက်အစိပ်ပိုင်းအရေအတွက်တွေနဲ့ဆွဲဆောင်ရည်ကလည်းကွာခြားမှုရှိပါတယ်ဥပမာအားဖြင့် piston တစ်လုံးပါတဲ့ engine မှာဘား၄ချောင်းရှိရင် piston နှလုံးဆိုရင်ဘား၈ချောင်း piston ၃လုံးဆိုရင်ဘား၁၂ချောင်းရှိပါမယ်အဲ့လိုမျိုးအရေအတွက်ကွာခြားတာပါအဲ့လိုမျိုးအရေအတွက်များလာတဲ့အခါမှာဆိုရင်တချို့ပေါင်းဆက်လို့ရတဲ့အစိပ်ပိုင်းများကိုပေါင်းဆက်လိုက်ကြပါတယ်ဥပမာအားဖြင့် cylinder head တနည်းအားဖြင့် engine head cylinder block တနည်းအားဖြင့် engine block နောက် camshaft crankshaft oil set တနည်းအားဖြင့် oil pan စတဲ့စိပ်ပိုင်းများကိုအရေအတွက်တစ်ခုတည်းဖြစ်အောင်ပေါင်းဆက်လိုက်ကြပါတယ်အခုပြောပြတာကိုနားမလည်လဲကိစ္စမရှိပါဘူးဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်ရှုပြီးသွားတဲ့အခါမှာတော့နားလည်သွားပါမယ်ပထမဆုံးအနေနဲ့ engine စိပ်ပိုင်းများအကြောင်းကိုမရှင်းပြခင် engine ရဲ့အဓိကကျတဲ့အလုပ်လုပ်ဆောင်ပုံအခြေခံသဘောတရားကိုဥစွာပြောပြရစေ gas ဒါမှမဟုတ် gas engine တစ်လုံးရဲ့အလုပ်လုပ်ဆောင်ပုံဟာပထမအဆင့်အနေနဲ့ပြင်ပမှလေနဲ့လောင်စာအရောနှောများကိုစုပ်ယူပါတယ်အဲ့ဒါကို intake stroke လို့ခေါ်ပါတယ်ဒုတိယအဆင့်အနေနဲ့ထိုလေနဲ့လောင်စာအရောနှောများကိုဖိသိပ်တဲ့ compression process ကိုလှုပ်ဆောင်ပါတယ်အဲ့ဒါကို compression stroke လို့ခေါ်ပါတယ်တတိယအဆင့်အနေနဲ့ကတော့ဖိသိပ်ထားတဲ့လေလောင်စာအရောနှောတွေကို spark plug ကနေရရှိလာတဲ့အပူမီးစတွေနဲ့လောင်ကျွမ်းပေါက်ကွဲစေပြီးတော့ combustion process တနည်းအားဖြင့် engine ရဲ့အရေးကြီးဆုံးဖြစ်တဲ့ power stroke ကိုရရှိစေပါတယ်နောက်ဆုံးအဆင့်အနေနဲ့လောင်ကျွမ်းပြီးသားမီးခိုးအကျွမ်းကြံများကိုတော့ပြင်ပလေထုတွေကိုထုတ်လွှတ်ပါတယ်ဒါကို exhaust stroke လို့ခေါ်ပါတယ်ဒီဇယ်အသုံးပြုတဲ့ engine မှာလည်းထိုနည်း၎င်းအတိုင်းပဲအလုပ်လုပ်ဆောင်ပါတယ်။လောင်စာစီမတူညီတဲ့အတွက်ကြောင့်မို့အနည်းငယ်တည်ထားတင်တာတွေတော့ရှိပါတယ်။အဲ့ဒါတွေကဘာလဲဆိုတော့
intake stroke မှာလေတီးတန့်ကြီးပဲဝင်ပါမယ် gas petrol engine လို့ C4 အရောတော့မဝင်ပါဘူး compression stroke ကတော့အထူးတူပါပဲနောက် combustion process မှာတော့ gas petrol engine လို့ spark plug ကနေမီးပွင့်မပေးဘဲနဲ့ nozzle injector ကိုအသုံးပြုက diesel လောင်စာများကိုဖိကျစ်ထားသောလေများပေါ်ဖြန်းခြင်းအပြင် combustion stroke power stroke ကိုရရှိစေပါတယ်နောက်လောင်ကျွမ်းထားတဲ့အခိုးငွေများကို exhaust stroke အဖြစ်နဲ့ပြန်လည်ထုတ်လွှတ်တာလည်းတူညီပါတယ်အခုပြောပြခဲ့တဲ့ intake stroke, compression stroke, power stroke, exhaust stroke စတဲ့အလုပ်လုပ်ဆောင်ချက်များက engine တစ်လုံးရဲ့အဓိကကျတဲ့လုပ်ဆောင်ချက်တွေပဲဖြစ်ပါတယ်။ထိုအဆင့်၄ချက်ကိုတစ်ဆင့်ချင်းစီလုပ်ဆောင်ရင် 4 stroke engine လို့ခေါ်ပါတယ်။အကယ်၍ intake နဲ့ compression ကိုတစ်ပြိုင်နက်တည်းလုပ်ဆောင်မယ်။နောက် combustion stroke နဲ့ exhaust stroke ကိုလည်းတစ်ပြိုင်နက်တည်းလုပ်ဆောင်တဲ့အခါအဆင့်၂ဆင့်နဲ့ဖြစ်သွားပါမယ်။အဲ့လိုအဆင့်၂ဆင့်နဲ့လှုပ်ရှားလည်ပတ်တဲ့ engine ကိုတော့ 2 stroke engine လို့ခေါ်ပါတယ်။ 2 stroke engine ကိုများသောအားဖြင့် piston တစ်လုံးသာရှိတဲ့ DESI engine တွေမှာအသုံးပြုတာများပါတယ်။ 4 stroke engine တွေကိုတော့ piston တစ်လုံးသာမကတစ်လုံးထက်ပိုသော engine တွေမှာ gas, DESI, diesel စသည့်လောင်စာများအသုံးပြုပြီးမောင်းနှင်လည်ပတ်ပါတယ်။အခုဆိုရင်မိတ်ဆွေက engine တစ်လုံးရဲ့အလုပ်လုပ်ဆောင်ပုံကိုသိရှိနားလည်ပြီး 2 stroke engine နဲ့ 4 stroke engine ကိုလည်းခွဲခြားနိုင်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။ဒါဆိုရင်ဆက်လက်ပြီးစိတ်ဝင်စားဖွယ်ကောင်းတဲ့ engine ရဲ့အဓိကအစိတ်ပိုင်းအနေနဲ့သူတို့ရဲ့အလုပ်လုပ်ဆောင်ပုံကိုဆက်လက်လိုက်ပါလေ့လာပေးပါဦးခင်ဗျာ။ခုမြင်ရတာကတော့ piston တစ်လုံးတို့ 4 stroke engine ပဲဖြစ်ပါတယ်။နားလည်ရလွယ်ကူအောင် transfer section လေးပိုင်းဖြတ်ပေးထားပါတယ်။ engine ပေါ်ပိုင်းကစတင်ပြီးတော့ရှင်းပြပေးပါမယ်။ engine တစ်လုံးရဲ့ process ၄ခုဖြစ်တဲ့ intake, compression, power, exhaust စတဲ့ဖြစ်စဉ်၄ခုကိုခေါင်းထဲမှာအမှတ်ရထားပေးပါ။အခုမြင်ရတာကတော့ camshaft ပဲဖြစ်ပါတယ်။သူ့အောက်ကပူလေးက cam လို့ခေါ်ပါတယ်။တနည်းအားဖြင့် cam loop, cam follower လို့လည်းခေါ်ပါတယ်။ကျွန်တော်တို့ AGDI second year drawing ဆွဲခဲ့ရတဲ့အထက်မှာထို cam follower များလည်းပါဝင်ပါတယ်။သူတို့ရဲ့အလုပ်လုပ်ဆောင်ပုံကတော့ intake bar, exhaust bar တွေကိုဖွင့်ပေးတာပါ။ camshaft လည်နေတဲ့အချိန် cam loop လေးကဘားတံပေါ်ရောက်သွားတဲ့အခါဘားကိုဖိပြီးဖွင့်ပေးမှာပဲဖြစ်ပါတယ်။ intake လေဝင်ဘက်ချမ်းမှာရှိရင် intake camshaft လို့ခေါ်ပြီး exhaust ဘက်မှာရှိတယ်ဆိုရင်တော့ exhaust camshaft လို့ခေါ်က exhaust bar ကိုဖွင့်ပေးပါမယ်။အခုမြင်နေရတဲ့ position မှာဆိုရင် intake bar ကိုဖွင့်ထားပါတယ်။ exhaust bar ကတော့ပိတ်နေပါတယ်။ဒီ position ကတော့ intake stroke position ပဲဖြစ်ပါတယ်။ဒါဆိုရင် camshaft က intake နဲ့ exhaust bar တွေကိုဖွင့်ပေးတဲ့အလုပ်ကိုလုပ်ဆောင်နေဆိုတာသိရှိသွားပြီလို့မျှော်လင့်ပါတယ်။နောက်တစ်ခုကတော့ spring ပဲဖြစ်ပါတယ်။သူ့ကိုဘားနဲ့တွဲထားလို့ bar spring လို့ခေါ်ပါတယ်။သူကတော့ camshaft ဖွင့်လိုက်တဲ့ဘားတွေပြန်လည်ပိတ်ဖို့အတွက်အလုပ်လုပ်ဆောင်ပေးပါတယ်။ spring မှာရှိတဲ့ရုံးပြန်တက်တီကြောင့်ဘားတွေကိုပြန်လည်ပိတ်စေပါတယ်။ intake ဘက်မှာရှိရင် intake bar spring လို့ခေါ်ပြီး exhaust ဘက်မှာရှိရင် exhaust bar spring လို့ခေါ်ပါတယ်။နောက်တစ်ခုကတော့ဘားပဲဖြစ်ပါတယ်။ intake ဘက်မှာရှိရင် intake bar လို့ခေါ်ပြီး exhaust ဘက်မှာရှိရင် exhaust bar လို့ခေါ်ပါတယ်။ cylinder ထဲကိုလေဝင်တာနဲ့ cylinder ထဲကလောင်ကျွမ်းပြီးသား exhaust အခိုးငွေများကိုပြင်ပသို့ပြန်ထွက်စေရန်အဖွင့်ပိတ်လှုပ်ဆောင်ပေးပါတယ်။အခုပြောခဲ့တဲ့အစိပ်ပိုင်းများရှိတဲ့အပိုင်းကို cylinder head တနည်းအားဖြင့် engine head လို့ခေါ်ပါတယ်။သူ့အောက်ပိုင်းမှာရှိတဲ့အပိုင်းကို cylinder block တနည်းအားဖြင့် engine block လို့ခေါ်ပါတယ်။ engine block အောက်ပိုင်းမှာတော့ crankcase ဆိုတဲ့အပိုင်းရှိပါတယ်။ engine block နဲ့ crankcase အပိုင်းထဲမှာတော့ piston, connecting rod, crankshaft စသည်တို့ရှိပါတယ်။ piston ကတော့ intake bar ပွင့်ရဝင်လာသောလေများကိုဆွဲဆုပ်ပေးမယ်။ intake နဲ့ exhaust bar ပိတ်တဲ့အချိန်လေများကိုဖိကျစ်မယ်။လေနဲ့လောင်စာပေါက်ကွဲပြီးရရှိလာတဲ့ power stroke များကို crankshaft စီပို့ပေးမယ်။နောက်လောင်ကျွမ်းပြီးသားအခိုးငွေများကိုပြင်ပသို့ပြန်လည်ထုတ်လွှတ်ပေးပါတယ်။စသည့်လှုပ်ဆောင်ချက်များကို piston ကလှုပ်ဆောင်ပါတယ်။ဒါကြောင့် intake, compression, power, exhaust စတဲ့ stroke လေးခုလုံးအတွက် piston ကအဓိကနေရာကနေအလုပ်လုပ်ပေးပါတယ်။ connecting rod က piston နဲ့ crankshaft ချိတ်ဆက်ပေးတဲ့အရာကိုလှုပ်ဆောင်ပါတယ်။ piston လှုပ်သမျှကို crankshaft စီပို့ပေးပြီး crankshaft လှုပ်သမျှကိုလည်း piston စီပြန်ပို့ပေးရတဲ့အလုပ်များကိုလှုပ်ဆောင်ပါတယ်။ crankshaft ကတော့ကျွန်တော်တို့လိုချင်တဲ့ကားဆိုင်ကယ်ရွေ့လျားမှုတွေတင်မောရေရင်တွေရွေ့လျားစေဖို့ပန်ကာတလက်များကိုလဲပတ်စေရန်လျှက်စစ်ထုတ်လုပ်ရတဲ့ alternator စသည်တို့ကိုလဲပတ်စေရန် flywheel နဲ့ချိတ်ဆက်ပြီးအလုပ်လုပ်ဆောင်ပေးပါတယ်။နောက်အဓိကကျတဲ့အချက်တစ်ချက်က crankshaft မှာရှိတဲ့ counter weight ကြောင့် intake, compression, exhaust stroke တို့ကိုဖြစ်ပေါ်စေရန်အလုပ်လုပ်ဆောင်ပေးပါတယ်။ဒါကိုနားလည်အောင်ပြောပြရရင် engine တစ်လုံးလဲပတ်ဖို့ stroke လေးခုအလုပ်လုပ်ရပါတယ်။အဲ့ဒီထဲမှာမှ power stroke ကအဓိကအကျဆုံးပဲဖြစ်ပါတယ်။လေနဲ့လောင်စာပေါက်ကွဲပြီးဖြစ်ပေါ်လို့ရရှိလာတဲ့စွမ်းအားကို crankshaft ရဲ့ counter weight ကလက်ခံရရှိပြီးကျန် stroke 3ခုပုံမှန်လည်ပတ်အောင်စွမ်းအားများကိုပြန်လည်မျှဝေပေးကလှုပ်ရှားလည်ပတ်စေပါတယ်။ဒါကြောင့် counter weight ထည့်ထားတဲ့ crankshaft တွေကလုံးဝမနေပဲခုလိုပုံစံဖြစ်နေတာပါ။အောက်ဆုံးအပိုင်းက crankcase engine wine ပန်ပဲဖြစ်ပါတယ်။သူက engine wine များကိုစူးစီးထိန်းသိမ်းပေးတာပါ။ engine တစ်လုံးမောင်းနေစဉ် engine wine တွေကထိုနေရာမှစတင်၍ engine တစ်ခုလုံးတွားရောက်လည်ပတ်ပြီးနောက်ဆုံးမှာ engine wine ပန်စီပြန်ရောက်လာပါတယ်။ engine ရှိတန်တက်တုအစိပ်ပိုင်းများမောင်းနေစဉ်ချောမွေ့စွာလှုပ်ရှားလည်ပတ်ဖို့အတွက် engine wine ကိုအသုံးပြုရပါတယ်။
မောင်းနှင်စဉ်ဖြစ်ပေါ်လာတဲ့ engine ရဲ့အပူချိန်ကိုလျှော့ချပေးဖို့အတွက်လည်းအထောက်အကူပြုပါတယ် cylinder head နဲ့ cylinder block မှာမြင်နေရတဲ့အပိုင်းတွေက cooling water တွေလှုပ်ရှားလည်ပတ်ဖို့အတွက်လှုပ်ဆောင်ထားတဲ့ရေလိုင်းများပဲဖြစ်ပါတယ်cooling water က engine ရဲ့အပူချိန်ကိုလျှော့ချဖို့မဖြစ်မနေအသုံးပြုရတဲ့ system တစ်ခုပဲဖြစ်ပါတယ် cylinder head တွေ engine block တွေကိုပြုလုပ်ဖို့စတင်မှုလောင်းတဲ့ကထိုရေလိုင်းစီလိုင်းများကိုထည့်သွင်းပြုလုပ်ခဲ့ရပါတယ် engine တစ်လုံးကောင်းမွန်စွာလည်ပတ်ဖို့အတွက်အထောက်ပံ့ပေးတဲ့ခုလိုမျိုး cooling system, loop wine system, engine wine လည်ပတ်ပုံအကြောင်းများနဲ့တခြားသောစနစ်များအကြောင်းကိုလည်းဆက်လက်ဝေမျှပေးသွားပါဦးမယ်ဒါဆိုရင်ဆက်လက်ပြီးတော့ engine တစ်လုံးမှာပါဝင်တဲ့ system များအကြောင်းကိုကြည့်ရှုနားထောင်ပေးပါဦးခင်ဗျာ engine တွေမှာဆိုရင်အဓိကအားဖြင့်ပါဝင်တဲ့ system များအောက်ပါအတိုင်းပဲဖြစ်ပါတယ် cooling system, loop wine system, fuel system, ignition system, intake နဲ့ exhaust system, now starting system နဲ့ electronic control system တို့ပဲဖြစ်ကြပါတယ်ပထမဆုံး cooling system ဆိုတာကတော့ engine cylinder များအတွင်းလောင်စာအရောအနှောများမီးလောင်ပြီး piston များကိုလှုပ်ရှားလည်ပတ်စေခြင်းကြောင့် engine ရဲ့အပူချိန်များစွာမြင့်တက်လာပါတယ်ထိုမြင့်တက်လာသောအပူချိန်များကို engine ရဲ့ခံနိုင်ရည်ကျော်လွန်မှုမရှိစေရန် cooling system ကအပူများကိုလျှော့ချပေးပါတယ်အပူများကိုလျှော့ချရာတွင်လောင်ကျွမ်းထားသော exhaust အခိုးငွေများကိုအပြင်သို့ထုတ်လွှတ်ခြင်း engine wine နှင့်လှည့်ပတ်ခြင်းကြောင့်အပူများကိုလျှော့ချနိုင်ခြင်းတန်ရှိအပူများကိုတော့ engine ရဲ့အဓိက cooling system ဖြစ်သော water cooling နည်းဖြင့်ဖယ်ထုတ်ပါတယ် water cooling system ဆိုပေမဲ့ရေတိတန့်ကြီးပဲမဟုတ်ပါဘူးရေနဲ့ chemical အရည်များပေါင်းထားတဲ့ coolant အရည်ပါရိုးရိုးတာမန်ရေထက်ရေစုမှတ်ပိုပြီးမြင့်ပါတယ်ရေကြောင့်ဖြစ်တဲ့တန်ကြီးတက်ခြင်းစတာတွေကိုလည်းလျှော့ချပေးနိုင်ပါတယ် engine block နဲ့ engine head တွေစတင်ပြုလုပ်တဲ့ကအပူချိန်များကိုလျှော့ချရန်အတွက်ရေလိုင်းများကိုထည့်သွင်းပြီးတော့ပြုလုပ်ထားပါတယ်cooling water များလှုပ်ရှားလည်ပတ်ရန် engine အသေးတွေဥပမာ car engine တွေမှာဆိုရင် water pump ကို crankshaft ကနေပြီးတော့ပတ်ကြိုးဖြင့်ချိတ်ဆက်ပြီးတော့လည်ပတ်စေပါတယ်ခုလို engine ကြီးတွေမှာဆိုရင်တော့ crankshaft က gear တွေနဲ့ water pump က gear အသေးတွေနဲ့ချိတ်ဆက်ပြီးတော့လည်ပတ်ပါတယ် engine ရဲ့အပူတွေလက်ခံယူထားတဲ့ cooling water တွေကို water pump ကမှတဆင့် radiator ကိုပို့ဆောင်ပေးပါတယ်radiator တဲကကူးလန့်များသည်ပြင်ပမှလေတွေကြောင့်အပူချိန်လျော့ကျစေပါတယ်။အပူချိန်လျော့ကျသွားသောရေတွေသည်တစ်ဖန်အင်ဂျင်ထဲကိုပြန်လည်ဝင်ရောက်လာပါတယ်။အင်ဂျင်ထဲကရေတွေကို water pump က radiator စီပြန်ပို့ဒီလိုနည်းနဲ့ထပ်တလဲလဲလည်ပတ်နေတာပဲဖြစ်ပါတယ်။ကားတွေမှာဆိုရင်မောင်းနှင်နေချိန်ဝင်လာသောလေများသည်အလိုလျောက် radiator ကိုဖြတ်ပြီးတော့ cooling water များကိုအပူလျှော့ချပေးပါတယ်။ခုလိုအထိုင်အင်ဂျင်ကြီးတွေမှာဆိုရင် radiator တွေကိုပန်ကတလက်ချိတ်ဆက်ထားသောမော်တာများဖြင့်အပူများကိုစုပ်ယူပြီးလေထဲကိုထုတ်လွှတ်ပါတယ်။နောက်တစ်ခုကတော့ engine wine system တနည်းအားဖြင့် loop wine system အကြောင်းကိုကျွန်တော်ဆက်လက်ပြောပြပေးပါမယ်။ engine မှာဆိုရင်လှုပ်ရှားလည်ပတ်နေတဲ့တန်တတုအစိပ်ပိုင်းများစွာရှိပါတယ်။ထိုအစိပ်ပိုင်းများကတစ်ခုနဲ့တစ်ခုချိတ်ဆက်ပြီးလှုပ်ရှားလည်ပတ်ရသောကြောင့်ပွတ်တိုက်မှုတွေဖြစ်ပြီးပွန်းဆမှုများဖြစ်ပေါ်နိုင်ပါတယ်။ထို့သောဖြစ်တာနဲ့တပြိုင်နက် engine ကရပ်တန့်သွားပြီးသက်ဆိုင်ရာအစိပ်ပိုင်းတွေမှာပျက်စီးမှုများဖြစ်ပေါ်စေနိုင်ပါတယ်။ထိုပျက်စီးမှုပွန်းဆမှုများကိုကာကွယ်ရန်အတွက် engine wine system ချောစီစနစ်ကိုထားရှိတာပဲဖြစ်ပါတယ်။ engine wine များသည်လှုပ်ရှားလည်ပတ်နေသောအစိပ်ပိုင်းများကြားရောက်ရှိ၍ထိုအစိပ်ပိုင်းများနဲ့အတူတူလှုပ်ရှားလည်ပတ်ကြပါတယ်။ engine wine များကတော့တန်တတုအစိပ်ပိုင်းများပွတ်တိုက်မှုကြောင့်ဖြစ်ပေါ်လာသောအပူများကိုလည်းလျှော့ချပေးပါတယ်။ engine အောက်ဆုံးပိုင်းမှာတော့ engine wine တွေစုစည်းထားတဲ့ engine wine ခွက် engine wine ပန်ရှိပါတယ်။ engine စတင်လည်ပတ်ပြီးမောင်းနှင်တာနဲ့တပြိုင်နက် engine crankshaft နဲ့ချိတ်ဆက်ထားသော engine wine ပန်ကလည်းစတင်လည်ပတ်ပါတယ်။ engine wine ပန့်မှ engine wine တွေကိုစုပ်ယူထားပြီးပထမဦးစွာ engine wine filter ဘူးကိုဖြတ်စေပါတယ်။ engine wine filter ဘူးသည် engine ထဲကတန်တတုအစိပ်ပိုင်းနဲ့ပွတ်တိုက်မှုကြောင့်ထွက်လာတဲ့တန်မှုန်တန်စာများကိုစုစည်းပေးုံသာမက engine ပြုပြင်ရမှာကျန်ရစ်ခဲ့တဲ့ဆီလီကွန်အဖက်အနည်းနှစ်များကိုလည်းဖယ်ရှားပေးပါတယ်။ engine wine များသည်ထို filter ဘူးမှတဆင့်လှုပ်ရှားလည်ပတ်နေတဲ့ engine အစိပ်ပိုင်းများအားလုံးကိုရောက်ရှိပြီးနောက်ဆုံးမှာတော့ engine wine ခွက်ထဲသို့ပြန်လည်ရောက်ရှိပါတယ်။ဒီလိုနည်းနဲ့ပဲ engine မောင်းနှင်နေစဉ်အဆက်မပြတ်လှုပ်ရှားလည်ပတ်နေတာပဲဖြစ်ပါတယ်။နောက် fuel system ဆိုတာကတော့ engine မီးလောင်ပေါက်ကွဲပြီးလှုပ်ရှားလည်ပတ်ဖို့အတွက်လိုအပ်တဲ့လောင်စာများကိုထောက်ပံ့ပေးရတဲ့စနစ်တစ်ခုပါ။ fuel လောင်စာများကို engine မီးလောင်ကန် cylinder အတွင်းသို့ပို့ပေးပြီးလောင်စာများလောင်ကျွမ်းပေါက်ကွဲစေက piston များကိုအထက်အောက်ရွှေ့လျားစေပြီးတော့ engine ကိုလှုပ်ရှားလည်ပတ်စေပါတယ်။ fuel လောင်စာများကိုအဓိကအားဖြင့် diesel ဓာတ်ဆီသဘာဝဓာတ်ငွေ့စတဲ့ gas ကိုအသုံးပြုကြပါတယ်။လောင်စာကန်တနည်းအားဖြင့်စီကန်ကနေပြီးတော့ဆီတွေကို fuel ပန့်ကမောင်းနှင်ပြီးတော့ fuel filter တွေကိုဖြတ်က carburetor သို့မဟုတ် fuel injector တွေစီကိုပို့ဆောင်ပေးပါတယ်။ထိုလောင်စာများသည် air cleaner မှာဝင်လာသောလေများနဲ့ပေါင်းဆက်ပြီးတော့ engine cylinder အတွင်းသို့ဝင်ရောက်ခါမီးလောင်ပေါက်ကွဲကြပါတယ်။ဒါကတော့ fuel system အကြမ်းမြင့်မှာ ignition system ကတော့မီးလောင်ပေါက်ကွဲတဲ့စနစ်တစ်ခုပဲဖြစ်ပါတယ်။သူကတော့ gas နဲ့ဓာတ်ဆီ engine တွေမှာ spark plug ကတီလေအရောအနှောတွေကို cylinder အတွင်းမီးပွင့်ထုတ်ပေးပြီးတော့မီးလောင်ပေါက်ကွဲမှုကိုဖြစ်ပေါ်စေပါတယ်။
diesel engine တွေမှာတော့ ပြည့်တိတ်ထားပြီး pressure မြင့်မားသောလေတွေအပေါ်ကို nozzle injector များက diesel အမှုန်အမွှားတွေကိုဖြန်းခြင်းအပြင်ပေါက်ကွဲမှုဖြစ်စေက piston များကိုအထက်အောက်ရွှေ့လျားစေပြီးတော့ engine ကိုလှုပ်ရှားလည်ပတ်စေပါတယ်ဒါကတော့ ignition system အကျဉ်းချုပ်ပါနောက် intake နဲ့ exhaust system ဆိုတာကတော့ engine လောင်ကျွမ်းပေါက်ကွဲစေဖို့လိုအပ်တဲ့လေတွေကိုစုပ်ယူခြင်းနဲ့လောင်ကျွမ်းပြီးသားအခိုးအငွေ့ exhaust ဓာတ်ငွေ့များကိုအပြင်ဘက်သို့ထုတ်လွှတ်ခြင်းပဲဖြစ်ပါတယ် starting system ဆိုတာကတော့ engine တစ်လုံးစတင်လည်ပတ်ဖို့လှုပ်ဆောင်ပေးတဲ့စနစ်တစ်ခုပါ engine များကိုခေါင်းနဲ့လှည့်ပြီးတော့နှိုးကြသလို starter motor ကို flywheel နဲ့ချိတ်ဆက်ကလည်းနှိုးကြပါတယ် engine အကြီးတွေမှာဆိုရင်တော့လေဖိအားကိုအသုံးပြုပြီးနှိုးကြပါတယ်နောက်ဆုံးပြောချင်တာက electronic control system ပဲဖြစ်ပါတယ်ဒါကတော့ engine ရဲ့လှုပ်ဆောင်မှုတွေစွမ်းဆောင်ရည်တွေကိုပုံမှန်တိုးတက်လာဖို့မဖြစ်မနေအသုံးပြုလာတဲ့စနစ်တစ်ခုပဲဖြစ်ပါတယ်electronic control system ကနေပြီးတော့ရှေ့မှာပြောပြခဲ့တဲ့ system အကုန်လုံးကိုလိုအပ်တဲ့ sensor တွေကိုတက်ထားပြီး engine တစ်ခုလုံးကိုလိုအပ်သလိုထိန်းချုပ်မောင်းနှင်ပေးပါတယ်ဥပမာအားဖြင့် cooling system မှာဆို engine coolant temperature sensor တွေကိုတက်ထားပြီးတော့ engine အပူချိန်ကိုစမ်းစစ်လုပ်ပါတယ် engine ကအပူရမ်းများနေရင် radiator ဘက်ကိုရေများများလွှတ်ပေးပြီးတော့ engine အပူကိုကျစေပါတယ်ပုံမှန်အပူချိန်ဆိုရင်တော့ bypass line နဲ့ engine အပူချိန်ကိုထိန်းထားပါတယ်ထိုနည်း၎င်းအတိုင်းပဲတခြား system တွေမှာလည်းစင်ဆာများကိုတက်ထားပြီး engine ကိုစွမ်းဆောင်ရည်ကောင်းအောင်ပျက်စီးဆုံးရှုံးမှုနဲ့အောင်ထိန်းချုပ်မောင်းနှင်ပေးပါတယ်ခုဒီဗီဒီယိုလေးက engine တစ်လုံးမှာပါဝင်တဲ့ system များအကြောင်းကိုအခြေခံဘူးတုဒရရစေရန်ဝေမျှပေးတာမလို့ဒီလောက်နဲ့ပဲရပ်တန့်ပြရစီ